လေးမျက်နှာရေးပေးအတွက်300လူတန်းပေမဲ့မြင်းလို့အပြောမလွတ်သေးတဲ့အောင်စပူပရိသတ်ကြီးမင်းသားအောင်စပူကတော့အဖက်ဖက်ကမလင်းဟင်းအောင်စ조사နေတာတွေ့ရပါတယ်။အခုဆိုရင်လေးမျက်နှာမျိုးရေးပေးမှာမလူဘူးဆိုတဲ့ဝေဖန်သူတွေကိုပါဇက်ပိတ်သွားအောင်လုပ်နိုင်ခဲ့ပါပြီ။ရေးပေးမှာ300လူတန်းခဲ့ပေမဲ့လည်းမြင်းကလူတွေဆိုပြီးတော့အခုထိကိုအပြောမလွတ်သေးတာပါနော်။ဒီတရိတ်ဆန်နဲ့အမြဲပြောခံနေရပေမဲ့အောင်စပူကတော့မဖြုံမဲသူလုံးဆရာရှိတာကိုလှုပ်သွားခဲ့တာဖြစ်ပါတယ်။လေးမျက်နှာရေးပေးမှာငွေကျပ်300အပြင်သူ့ရဲ့ဝီလက်တွေကလည်းရေးတန်ဘူးတွေမမကြောက်တွေနဲ့စားစရာအစုံကိုထပ်မံလူတန်းပေးခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်အောင်စပူကိုစုချတဲ့ငွေကြေးတွေအလဟတ်တမဖြစ်ဘူးဆိုတာဒီလိုအလူတန်းတွေမှာတင်သက်သေပြလိုက်တာပါနော်။အခုဆိုရင်တော့အောင်ပင်လေပွဲကြီးကမိုးကြီးရွာချတာကြောင့်ပွဲစဉ်ရနာခဲ့ရပြီးတော့ရွှေပွဲလာပရိသတ်တွေကိုဖျာလက်မှတ်တွေပြန်အမ်းပေးတယ်လို့သိရပါတယ်။ဒီတော့ပရိသတ်ကြီးမလူတော့လေမလူလို့လူတော့လေအပြောခံနေရတာကြောင့်အပြောမလွတ်တဲ့အောင်စပူဖြစ်နေပါပြီ။အောင်စပူလူတန်းနဲ့လေးမျက်နှာရေးပေးအတွက်300ပေါ်မှာမှတ်ချက်လေးတွေပြောပြခဲ့ပါအောင်ရှင်။ကိုရိုင်းကိုကြမလူနိုင်ပေမဲ့သူ့ရဲ့ပရိသတ်တွေမျက်နှာမပြတ်စေရကြောင်းမင်းသားရဲ့စေတနာကိုအထင်ထားမြင်တွေ့ရပါတယ်နော်။